ရှုကိုရရင်ချမ်းသာမယ်လို့ပြောတဲ့တရားဟောချက်ဒီတရားရကန်တော့မှားတယ်ဟယ်လိုပြည်ရည်တော်များဘာလို့ဆင်းရဲလဲဘုရားရဲ့ principle နားမလဲလို့ဆင်းရဲတာယေရှုရရင်သာရတက်ကိုရတယ်ယေရှုရလို့ချမ်းသာသွားတာမဟုတ်ဘူးယေရှုရလို့မချမ်းသာဘူးယေရှုရရင်အသက်ရတယ်ပြောယေရှုကိုရရင်ချမ်းသာမယ်လို့ပြောရင်တရားရကန်တော့မှားတယ်ယေရှုကိုရရင်ချမ်းသာမယ်လို့ပြောတဲ့တရားဟောချက်ဒီတရားရကန်တော့မှားတယ်ဟယ်လိုအဲ့တော့ဖြတ်တင်းယေရှုကိုရရင်အသက်ကိုရတယ်ယေရှုကိုရလို့မချမ်းသာဘူးဟယ်လို good ဒါပေမဲ့အဲ့မှာရက်သွားလို့မရဘူးယေရှုကိုရရင်အသက်ကိုရတယ်ယေရှုရဲ့နိဥပဒေတာကိုရရင်အယံကျွယ်ဝတယ်ငါထမနိခါနဲ့အဲ့ဒါနိဥပဒေတာယေရှုကိုရပြီးဆင်းရဲတဲ့ဖွဲ့တွေကဘာမသိယူလို့လဲငပိန်းနေငပိန်းဘာလို့မကျွယ်ဝလဲနိဥပဒေတာဝင်လေပန်းတော့ငါထန်တော့လားငါချမ်းသာပေးမယ်ချမ်းသာဆိုတာတဲ့စိတ်ချမ်းသာတာပြောတာပါဆိုတဲ့ revelation မရှိတဲ့ဖွဲ့တွေရှိသေးတယ်ချမ်းသာဆိုတာအင်္ဂလိပ်လို rest အဲ့ဒီ rest ဆိုတာဘာလဲrest ဆိုတာဘာလဲငါဒီတိုးဝင်တော့တကဝဖြစ်တယ်ငါအပြင်ဝင်တော့သူကျက်စားရခမောင်ကျက်စားရစိတ်လည်းတော့ကျက်စားရနဲ့ငါ့ကိုအဲ့စီတာတော့မင်းတော့လမ်းပြတယ်ငါ့ဝင်အပြင်နားမတော့တရားခမောင်ကျက်စားရဆိုတာဘာလဲမင်းစားစရာအပြည့်ရှိတယ်မှာကျက်စားရငါအပြင်ဝင်တော့သူကျက်စားဒါပေမဲ့တခုလို့ရှိတယ်ငါမှမသိယူပဲတော့မင်းဘာမရအောင်အပိန်းလို့ရှောက်တော့မှလှုပ်လို့မရအောင်ငါပိန်းနေယေရှုရိုက်ပါရလဲယေရှုရိုက်ပါရလဲအသက်ကိုရတယ်အမေယေရှုခရစ်တော်နဲ့ယဉ်ဤတိကျွမ်းသွားပြီးတော့ယေရှုစီကနေနိဥပဒေတာကိုသင်ယူတက်လာရင်ဟိုအဲ့လိုပဲပြောမယ်ငါပိုင်းနေရမကြွယ်ဝဘူးကယ်တင်ရှင်တော့ရလားရတယ်အသက်တော့ရလားရတယ်ဒါပေမဲ့ဆင်းရဲလားဆင်းရဲတယ်ဘာကြောင့်လဲသူတို့မသင်ယူလို့အဲကြောင့်ယေရှုကဘာပြောလဲသွား၍လူမျိုးတွေကတော့ငါတပည့်ဆိုတဲ့အဓိပ္ပာယ်ပါလေအင်္ဂလိပ်ဆိုရင် disciple တကယ်တပည့်တော်ဆိုတာပါလေအဓိပ္ပာယ် learner disciple ဆိုတဲ့အဓိပ္ပာယ် learner သင်ယူတဲ့သူဘာကိုသင်ယူရမှာလဲဘာလဲနိဥပဒေတောက်သင်ယူခဲ့တာငါထံတော့လာငါမွဲတယ်လာငါချမ်းသာပေးမယ်ဒါမဲ့ဘာဖြစ်လဲငါပြင်းလို့တော့မလုပ်နဲ့ငါတဖို့တင်နေထားငါတော့လာလို့ပြောတာငါလာတော့စိမ့်နဲ့နှက်ခိုင်းတာမဟုတ်ငါသင်ပေးမယ်အဲ့တိုင်းမင်းလို့လောကမှာအလုံးမလို့တော့သူထမင်းမစားစင်နေတဲ့ဖေနှုတ်ကပတ်တော့ပြောပြအောင်ဆိုတော့ပြောချင်တဲ့ဒိတ်ပြပါလဲဆိုတော့နိဥပဒေတာကိုနားလည်အောင်သင်ရမယ် knowing Jesus Christ is for eternity but knowing principle of Jesus Christ is for prosperity knowing principle ဘာဖြစ်စေလဲ prosperity ဖြစ်စေတယ် knowing Jesus ကဘာဖြစ်စေလဲ eternity ယေရှုရိုက်ပါရတယ်အသက်ကိုရတယ်ဒါပေမဲ့ယေရှုစီမှာဆက်ပြီးတော့သင်ယူတတ်ရင်သူ့ရဲ့နိဥပဒေတာဒီဖရားဘလို့ဖရားလဲဘလို့နှစ်သက်တဲ့ဖရားလဲဘယ်လိုအလုပ်လုပ်တဲ့ဖရားလဲဆိုတော့သင်ယူတတ်သွားရင်သင်ကတောက်ကျွယ်ဝခြင်းလာပြီ